မင်္ဂလာပါကလေးတို့ရေငွေလက်တတပုံမြင်ကဘာမှာပြန်လဲကျိုးဆိုပါရနော်ကလေးတို့ကိုဒီနေ့ပြောပြမယ်ပုံမြင်လေးကတော့ရွှေဘောလုံးနဲ့ဖာမင်းသားလေးဆိုတဲ့ပုံမြင်ဖြစ်ပါတယ်ကလေးတို့ရေတခါတော့ကတိုင်းပြည်တစ်ပြည်မှာဘရင်ကြီးတစ်ပါးနဲ့သူ့ရဲ့သမီးတော်လေးရှိပါတယ်ကလေးတို့ရေသမီးတော်လေးကပြင်းတဲ့ခါကျတော့ဘရင်ကြီးကသမီးတော်လေးစောက်စားဖို့ရန်အတွက်ရွှေဘောလုံးလေးတစ်လုံးကိုမွေးနေ့လက်ဆောင်ပေးထားပါတယ်ကလေးတို့ရေဒီသမီးတော်လေးကရွှေဘောလုံးလေးနဲ့ပြစ်ပြီးတော့နန်းတော်ရဲ့ပန်းဥယျာဉ်ထဲမှာစောက်ကစားပျော်ပါနေတာပေါ့နော်အဲ့ဒါနဲ့တနေ့ကျတော့နန်းတော်ရဲ့ရေကန်ကြီးနားမှာစောက်ကစားနေတော့ဒီရွှေဘောလုံးလေးကရေကန်ထဲကိုပြုတ်ကျသွားပါတယ်တဲ့ကလေးတို့ရေအဲ့ဒီခါမှာမင်းသမီးလေးကငိုတာပေါ့နော်သူတန်ဖိုးထားတော့မွေးနေ့လက်ဆောင်ရွှေဘောလုံးလေးကိုသူနှမျိုးတယ်ရွှေဘောလုံးလေးကရေကန်ထဲမှာမြုပ်သွားပါပြီအဲ့တော့သူရွှေဘောလုံးလေးပြန်ရဖို့ဘယ်လိုလုပ်ရမှန်းမသိဘူးငိုယိုပြီးတော့နေပါတယ်ဒီအချိန်မှာအဲ့ဒီရေကန်ထဲမှာရှိတော့ဖိုင်တကောင်ကပေါ်လာပါတယ်နော်မင်းသမီးလေးကိုသူကပြောပါတယ်ဒီရွှေဘောလုံးလေးကိုလိုချင်ရင်ပြန်ယူပေးပါမယ်ဒါပေမဲ့သူတောင်းတဲ့ဂရိစကားတွေကိုတော့လက်ခံပေးရမယ်လို့ပြောတာတဲ့ကလေးတွေရဲ့အဲကြောင့်တော့မင်းသမီးလေးကလည်းဘာမှစဉ်းစားမနေအားပါဘူးနော်သူ့ရဲ့ရွှေဘောလုံးလေးပြန်ရဖို့ကအရေးကြီးတာ哦အဲ့တော့တင်မျိုးသမ ्या အားလုံးလက်ခံပါမယ်အခုရွှေဘောလုံးကိုသာကောက်ပေးပါလို့ပြောလိုက်ပါတယ်တဲ့ကလေးတို့ရေအားလေးရပေါ့နော်နေပါအောင်ကျငါပြောချင်တဲ့စကားလေးပြောပြရစီအောင်ဆိုဟင်းပြောနေနဲ့မြန်သာကောက်တင်ပြောတာအားလုံးလက်ခံတယ်လို့ပြောပါတယ်တဲ့ကလေးတို့ရေအဲ့တော့ဖားလေးကလည်းရေကန်ထဲမှာကြာနေတော့ရွှေဘောလုံးလေးကိုကောက်ပြီးတော့မင်းသမီးလေးကိုပေးလိုက်ပါတယ်ကဲအခုတင်နန်းတော်ကိုပြန်ရင်တော့ငါတင်နေလိုက်ခဲ့ရတော့မယ်လို့ဖားလေးကပြောတော့မင်းသမီးလေးကအိုးဘာကိစ္စလိုက်မှာတော့မင်းငါပြောတာကိုသဘောတူတယ်လို့လက်ခံတယ်လို့ပြောထားတယ်လေငါမင်းနဲ့နန်းတော်မှာလိုက်နေမယ်လို့ပြောတာဆိုတော့မင်းသမီးလေးကအခက်တွေ့သွားတာပေါ့နော်ဒါပေမဲ့လို့လေသူရဲ့စကားကပြောထားပြီဆိုတော့လိုက်ခဲ့ဆိုပြီးသူကနန်းတော်ကိုခေါ်သွားပါတယ်ကလေးတို့ကြီးနန်းတော်လည်းရောက်ရောမင်းသမီးလေးကအစားအသောက်တွေစားမယ်ဆိုပြီးတော့ပြင်ဆင်နေပါတယ်အဲ့ဒီအချိန်မှာမင်းသမီးလေးစားတော့စားတဲ့စပွဲပေါ်ကိုဖားလေးကခုန်တက်လာပါတယ်အဲ့တော့မင်းသမီးလေးကအိုးတင်ပါလောက်တာတော့လို့ဖားကိုပြောတဲ့အခါကျတော့တင်သဘောတူထားတယ်လေကျွန်ုပ်ပြောတာသဘောတူတယ်လို့တင်လက်ခံတယ်လို့ပြောထားတာအခုကျွန်ုပ်ကတင်နဲ့ထမင်းအတူစားမို့လားစားမလို့ပါပေါ့နော်အဲ့လိုပြောတဲ့အခါကျတော့မင်းသမီးလေးကလည်းပြောထားပြီးသားစကားရှိတော့အေးဆိုပြီးတော့သူကလက်ခံလိုက်ပါတယ်ကလေးတို့ရေအစာတောက်တွေလည်းစားပြီးတော့မင်းသမီးလေးကစော့ကစားပြီးတော့မောပတ်နေတာမို့လို့အိယာဝင်มาတော့မယ်အဲ့ဒီအချိန်မှာအိယာတွေကိုခုနကဖားလေးကလိုက်လာတဲ့ကလေးတို့ရေအဲ့တော့မင်းသမီးလေးကဒီဘာလို့လိုက်လာတော့မပြန်သေးဘူးလားပေါ့နော်တင်းနဲ့အတူတူအိပ်ဖို့ကျွန်ုပ်ကပြောထားတာပြောမှာပေါ့နော်အဲ့လိုမျိုးပြောတဲ့အခါကျတော့ဟုတ်လားဆိုပြီးတော့မင်းသမီးလေးကလည်းမငင်းတာတော့ပဲနဲ့တင်းနဲ့အတူတူအိပ်ဖို့လက်ခံလိုက်ပါတယ်တဲ့ကလေးတို့ရေဖားလေးကမင်းသမီးလေးရဲ့ကတင်ပေါ်အိပ်ပြီးတော့မင်းသမီးလေးရဲ့ကတင်ပေါ်တက်ပြီးတော့ပေါ့နော်မင်းသမီးလေးရဲ့ဘေးနားကနေအိပ်လိုက်ပါတယ်အဲ့ဒီအချိန်မှာမင်းသမီးလေးကတော့စိတ်ပြက်လက်ပြက်နဲ့အိပ်ပျော်သွားတာပေါ့နော်အိပ်ပျော်သွားပြီးတော့သူမိုးလင်းလို့အိယာနိုးလို့ကြည့်လိုက်တဲ့အခါမှာသူ့နာမှာဖားလေးမရှိတော့ပါဘူးသူ့နာမှာမင်းသားလေးတစ်ပါးရောက်နေတာကိုတွေ့ရပါတယ်အဲ့တော့မင်းသမီးလေးကအလွန်အံ့ဩသွားတာပေါ့နော်တင်ပေကနေပြီးတော့ရောက်လာတယ်တင်ဘသူလဲပေါ့နော်အဲကြတော့မှမင်းသားလေးကပြောပြပါတယ်သူကနန်းတော်တစ်ခုကမင်းသားလေးနိုင်ငံတစ်ခုကမင်းသားလေးတစ်ပါးပါသူကအလွန်တရာမှဂတိသစ္စာကိုပြတ်တတ်တယ်ပေါ့နော်ဒါကြောင့်စုံမကြီးတယောက်ကပေါ့နော်သူကိုပြုစားထားတာဖြစ်ပါတယ်သူပေးထားတဲ့ဂတိကိုမတီးတာမို့လို့တင်ဂတိမတီးတာမို့လို့တင်ကိုဖာကလေးအဖြစ်အသွင်ပြောင်းလိုက်မယ်တင်ကိုမင်းသမီးလေးတစ်ပါးကတမင်းအတူစားပြီးတော့တင်နဲ့အတူအိတ်တယ်ဆိုမှသာလျှင်တင်ရဲ့ကျိန်စာတွေပြက်သွားမှာဖြစ်ပါတယ်လို့အဲ့လိုကျိန်စာတိုက်ခဲ့လို့
ဒီနန်းတော်တွေကရေကန်ထဲမှာလာပြီးတော့နေရတာဖြစ်ပါတယ်အခုမင်းသမီးလေးကကူညီတာမို့လို့ဒီချိန်စာကြီးလည်းပြည့်ပြည့်သွားပါပြီကျွန်ုပ်ရဲ့တိုင်းပြည်ကိုပြန်มาတော့မယ်အဲ့တော့မင်းသမီးလေးလည်းကျွန်ုပ်နဲ့အတူတူလိုက်ခဲ့ဖို့တောင်းပန်ပါတယ်လို့ဆိုပြီးတော့ဖာမင်းသားလေးကချစ်ရေးဆိုလိုက်တာပေါ့နော်ကလေးတို့ကြီးဒီနေ့ကစပြီးတော့မင်းသမီးလေးနဲ့ဖာဘွားကနေအသွင်ပြန်ပြောင်းလာတဲ့မင်းသားလေးတို့ဟာပျော်ရွှင်စွာနဲ့နေသွားကြပါတယ်သူတို့ဟာအဲ့ဒီနေ့ကနေစပြီးတော့နောက်ကိုဘယ်တော့မှလိန်ညာပြောဆိုခြင်းလည်းမပြုလုပ်တော့ပါဘူးတဲ့သူနဲ့တူမှန်ကန်စွာပြောပြီးတော့ချစ်ခင်စွာပဲပျော်ရွှင်စွာနေကြပါရတဲ့ကလေးတို့ရေမွေလာတာတာပုံမြင်ကပါရဲ့ပုံမြင်လေးရတော့ဒါပါပဲเนาะနောက်တစ်ပတ်မှပြန်လည်ဆုံတွေ့ကြပါမယ်ရှင်